တော့တင်ဟန်ဟော့စ်ဘာတင်ဟာနယူကာဆယ်ရဲ့အီတလီကွင်းလေလူဆန်ဒရိုဒိုနာလီကိုမျှော်လင့်ထားတာထက်တက်တာတဲ့ပြောင်းရွှေ့ခြင်းနဲ့အမြင့်ဆုံးအရက်ခေါ်ယူနိုင်ဖို့အတွက်ဒီတစ်ပတ်မကုန်ခင်မှာပဲနယူကာဆယ်တာဝန်ရှိသူတွေနဲ့တရားဝင်စတင်တွေ့ဆုံဆွေးနွေးတော့မှာဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်ကလည်းတိုင်းဆိုင်မြေမှာစိတ်အခြေမကျဖြစ်နေပြီးအတင်းပြောင်းချင်နေတာကိုအတိအလင်းပြသထားသလိုသူ့အတွက်အိမ်မက်ကအီတလီစီးရီးအေကိုပြန်ဖို့ဖြစ်ပေမဲ့လက်ရှိမှာတော့စပါးတင်းရဲ့ကမ်းလှမ်းမှုကိုသဘောတူညီမှုပေးလိုက်ပြီးဖြစ်ပါတယ်။ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေဖြစ်တဲ့လက်စာနဲ့စာချုပ်တက်တန်းကိစ္စတွေကလည်းအဆင်ပြေပြီးသားဖြစ်လို့စပါးတင်းကဖုံးမောက်ကနေဆိုလန်ကီကိုပေါင်60 5တန်းနဲ့ခေါ်ယူခဲ့တဲ့လက်ရှိစံချိန်ကိုကျော်လွန်ပြီးကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ကမ်းလှမ်းဖို့အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ဒီပြောင်းရွှေ့ဖြစ်မြောက်အောင်နောက်ွယ်ကနေအဓိကအစွတ်တုံးလှုပ်ဆောင်နေသူကတော့စပါးနေပြယောဘတ်တိုဒီဇာဘီပဲဖြစ်ပါတယ်။ကမ္ဘာအကျော်မော်အပြောင်းရွှေ့သတင်းထောက်ဖာဘရီဇီယိုယိုမာနိုရဲ့အဆိုအရတိုနာလီနဲ့နေပြဒီဇာဘီတို့နှစ်ယောက်စလုံးဟာအီတလီနိုင်ငံဘရဲရှားမြို့သားချင်းဖြစ်ကြတာကြောင့်သူတို့ကြားကရင်းနှီးတဲ့အချိတ်ဆက်ကဒီအပြောင်းရွှေ့ကိုတဟုန်ထိုးအရှိန်ရလာစေတာပါ။တစ်ဖက်မှာလည်းနယူကာဆယ်ကအလွယ်တကူဈေးနှိမ်ခံမှာမဟုတ်ပဲပေါင်တန်းတရက်ဝန်းကျင်ထိလိုချင်နေပေမဲ့အခြေခံပြောင်းရွှေ့ခြင်းအဖြစ်ပေါင်85တန်းကိုအရင်ပေးချေပြီးကျန်တဲ့ပမာဏကိုကစားသမားရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးမှပေးရမယ်။အပိုစုကြီးပုံစံမျိုးနဲ့ကမ်းလှမ်းလာရင်တော့အပြောင်းရွှေ့ကိုလက်ခံစဉ်းစားပေးဖို့အသင့်ရှိနေပါတယ်။ပရီးမီးယားလိပြိုင်ပွဲမှာအဆင့်10ခုနှစ်နေရာနဲ့200ဒီဆက်တိုက်အဖြစ်ဆိုးကြုံတွေ့ခဲ့ရတာကိုတင်ခန်းစာယူပြီးစပါးတင်းဟာအခုနွေရာသီမှာအတင်းကိုအကြီးအကျယ်ပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာတိုနာလီတယောက်တည်းနဲ့ရက်တန့်သွားမှာမဟုတ်ပဲနေပြဒီဇာဘီစိတ်ကြိုက်နောက်ထပ်မျက်စိကျစရာကစားသမားကောင်း2ယောက်ကိုပါအတင်းစီခေါ်ယူဖို့လက်တကမ်းလိုကိုရောက်ရှိနေပြီဖြစ်ပါတယ်။အကယ်၍ဒီအပြောင်းရွှေ့တွေသာအောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့ရင်စပါးတင်းဟာကစားသမားတစ်တွေအတွက်စုစုပေါင်းပေါင်110တန်းထိမုံအောင်သုံးဆွဲပြီးအတင်းကိုအင်အားဖြည့်တင်းသွားမှာဖြစ်ပါတယ်။